ဘာဆွဲပြရမပြောနောက်တစ်ခုပြောအိမ်လားအိမ်တော့ရရထားလို့ရထားဆွဲရမှာ ရထားဆက် အဲ့ဒါရထားလမ်းရင်လုံးလိုက်မယ်နော် ရထားလည်းရေတော့ဘူး ရထားလမ်းနော်ရထားလမ်းပေါ်မှာရထားဘယ်နှခုလဲ1 2 3ဘယ်နှခုလဲဘယ်နှခုဆွဲရမှာလဲပြော1ပြီးတော့ဘယ်နှခုလုပ်ပေးရဒီနားမှာ ချိတ်ထားတာ ချိတ်ရမှာလားအဲ့လေချိတ်ထားမှာဒီမှာလေဒီမှာချိတ်ထားတာ connection ကြီးရှိတယ်ဒီမှာချိတ်ထားတာတွေ့လားဒီမှာတွေ့လားဒီလိုချိတ်တာတွေ့လား ဟာဒီနာရဒီနာရ ချိတ်ရမှာလုပ်ပေးရမှာ ရုပ်ဝေးရအောင် ။အဲ့လိုချိတ်ပေးရမှာ။ကဲဒီမှာချိတ်ထားတဲ့အချိန်မှာဒီမှာယထာရပြီ။မဘိန်းနဲ့လဲနေပြီယထာ။တစည်းရပြီ။ဘယ်နဲ့နောက်ထပ်ထည့်အောင်လားယထာ။နောက်တစည်းပေါ့ ဒီစီ ။နောက်တစည်း။ Okay 2နောက်တစည်းထည့်အောင်လား ဒီက ။ထည့်အောင်မယ်။ဟိုအဲ့တစည်းမဟုတ်နောက်တတွဲပေါ့နော် sorry နောက်တတွဲ။ဒါ3တော်ပြီပေါ့နော်။တော်ပြီလား ကျမ ။ဟာထည့်အောင်မလား ဆမ် ။ဘယ်နှစည်းထည့်ချင်တာလဲ မရှိထားတယ် ။နောက်ထပ်2စည်းလား အခက်လား ။အဲ့ဆိုရင်4မရတော့5ဒီမှာ4ရ5ဒါအကုန်ပဲတဲ့နောက်ထပ်ပြီးမရတော့ဘူးတဲ့ ဟာဒီနာလို့ ဒီနားအောင်ထပ်လို့အောင် ဒီနာဆက်လို့ ဒီနားအဲ့ဆိုဘာဖြစ်သွားမလဲ6လား ဒီ ဩ6အဲ့ဆိုဒီနားအောင်ထည့်လိုက်ဒီထားဒီမှာလည်းနည်းနည်းကြီးသွားမှာနော်ဒါ connection ရှိမယ် connection ဒီလိုအဒီရထားတွေတစ်ခုတစ်ခုနဲ့ကြာဒီမှာ connection ရှိတယ်နော် ဒီနာလို့ ချိတ်ထားတာဒီနားကိုလည်းထပ်လို့အောင်ဘာလို့အောင် connection ရသွားပြီလားရထားလားအဲ့ဒါဘာလို့ခေါ်တာလဲ T R A I N train T R A I N train ရထားအဲ့ဆိုမမတို့က train ကိုသိသွားပြီဖြတ်လိုက်အောင် ချက်လိုက်ရ အစ်စ်ပြန်လုပ်မှာ ဒီပြရ နောက်တစ်စီးဆွဲပြရဘယ်နှခုအများကြီးဆွဲပြရမလဲ ဟာဘယ်လိုဆွဲပေး ။အော်ရထား blue PTC ရဲ့ blue aircon နဲ့ပေါ့ အခုနဲ့ ။ aircon နဲ့ blue ကို PT ကဆွဲခိုင်းတာလားမမေ ဆိုင်ရ ။ Okay အဲ့တော့တောင်နေကြရဲ့ဖြက်လာမှာဒီရထားသိလား။ဒီမှာဒီတရားကွာရရထားပေါ့နော်။ရထားလမ်းဒါတောင်ပြမယ်နော်ခဏလေးဒါ just like a mountain ဆိုတော့အမရထားကဒီမှာလာမှာဒါရထားလမ်းဒီနားလမ်း connection နဲ့လား connection နဲ့ဒီမှာရထားလမ်း connection ဒီမှာနော်ရထားလမ်း connection နဲ့မေနည်းနည်းလေးမြန်ဆွဲလိုက်မယ်နော်ဒီနော်လိမ့်ပါ okay ဆိုတော့ရထားလမ်းရပြီဟုတ်တယ်နော်ရထားလမ်းဒီမှာ connection နဲ့ဒါကတောင်နေနောက်မှာနော်တောင်နေဓာတ်ရနေဖြတ်သွားမှာဒီမှာအိမ်လေးသေးလေးရှိတယ်အိမ်လေးကဘယ်သူအိမ်လဲ ဒီတော့အိမ် ဟောပီတီတို့အိမ်လား okay ဟာဒီမှာပြီးတော့ ဒါပီတီတို့အိမ် okay okay အဲ့ဒါဆိုရင်ဒီမှာအိမ်လေးရှိမယ်အိမ်မှာဒန်းထားအောင်မလားဒန်းလေးစီးအောင်မလားဒါဒန်းစီးမလားဒန်းလေးစီးမယ်ဟောဒီမှာဒန်းလေးလည်းရှိတယ်နော် swing လည်းရှိမယ်ပြီးရင် slide လည်းရှိမယ်သိလား slide သိရမလားဒီကနေ short လေးသိလားဗီဒီယိုမှာ short လေးလည်းရှိရယ်ဒန်းလေးလည်းရှိရယ်ရေကူးကန်လည်းရှိနော်အဲ့မှာပြီးရင်ဒါရထားလမ်းနော်ရထားလမ်းမှာအမှရထားဘယ်နှစီးထားမှာလဲပြောကဲဘယ်ကနေစဒီနားစဒီနားဘယ်နာဒီနားစ ဒီနာ စပြီနော်အဲဆွဲမယ်နော်ရထားတတွဲ1ပြီးတော့ပြောထည့်အောင်မလားရထားထည့်အောင်မလားမထည့်တော့ဘူးလားထည့်အောင်မလား2 3 4 5ရထား9တွဲရှိပြီထပ်ထည့်ခြင်းလေးလား ဒါဆက်စီ ဒီမှာ connection လေးတွေဒီမှာဒီတို့နှစ်ခုကဘလို့အဲ့လိုမရှိတယ်ပေါ့နော်ဒါရထားတွဲလေးရထားကဒီမှာ okay ဒီမှာလေးဒီမှာလေး ဒီမှာထပ်ဆွဲရမှာလားအများကြီးလားအဲ့ဆိုရင်5ပြီးရောဗလား5ပြီးပါ1 2 3 4 5 6နော်အဲ့ဆို6ပြီးရော6ပြီးရင်ဗလား 1 2 3 4
5 6 ဘယ် 7ပေါ့နော်အဲ့ဒါဆို7ပြီးသွားရင်8လား 8 ပြီးတော့8ပြီးတော့ 9 9ပြီးတော့ 20 အာ10လေ9ပြီးတော့20မဟုတ်9ပြီးတော့10လေ ဒါတော့လေ အေးလုတ်ပြီးသွားပြီလေဒီမှာရထားလမ်း လို့လေ အော်ဒီမှာနောက်တစ်စည်းထပ်ထည့်အောင် ဟုတ်တယ်တဲ့ အဲ့ဆိုရင်ဘာဖြစ်သွားမှာလဲ10ပြီးတော့ ရထားဖြစ်သွား အေးရထားကြီးက1 2 3 4 5 6 7 8 9 10 L 20 no 10 11 အထားလေးဝေးရဝဲလေ ထပ်လုပ်ပေးရအောင်မယ်ကုံသွားပြီအပီတီဆွဲလိုက်တော့လေညုံညုံခဏလေးပြလိုက်အောင်မယ်နော်ပီတီနဲ့မမီနဲ့ဆွဲရလေးပြလိုက်အောင်မယ်ဒီမှာယထာတွဲလေးတွေနော်1 2 3 4 5 6 7 9 10အများကြီးရှိရပါတော့ဒီမှာတောင်လေးတွေပေါ့နော်ဒီမှာအိမ်ကကြတော့ပြပြလိုက်လေပီတီကအိမ်ကကြတော့ဒါဘယ်သူတို့အိမ်လဲ ဒီတော့အေး ပီတီတို့အိမ်မှာဘာတွေရှိလဲ ရုပ်ဒီရှိရ ရုပ်တွေအများကြီးပဲလား ရုပ်ဒီရရ ဘာရုပ်တွေရှိတာလဲ ဖတ်ဖို့ထားရှိတယ် ဟမ် T-Rex လည်းရှိရယ် Triceratops လည်းရှိရယ် ရှိ ။အော်။ကဲအဲ့ဆိုမမေတို့ဖျားရှိခိုးကြတော့မလား။အိတ်ကြမယ်လी